ကဲအခုရက်ပိုင်းမှာမြောက်ဒီလမ်းကအရှင်ကြီးပြောင်းသွားရနော်။ဘာကြောင့်လဲဆိုတော့အခါတိုင်းတွားနေကြလမ်းကိုမတွားရတော့ဘူးဗျာ။မတွားရတော့ဘဲနဲ့ကော့ကော်နဲ့တစ်ကရီကိုကြားထဲကနေဖြတ်ဖောက်ထားတဲ့လမ်းတစ်ပေါ့နော်။အရင်တော့လမ်းဟောင်းကြီးတာပေါ့။အဲ့ဒီလမ်းတစ်ကိုတွားခိုင်းပါတယ်ဗျာကားတွေကို။တွားခိုင်းတော့ဟောတယ်မှာဒီအတက်မှာဒုက္ခပေးတယ်ဗျာ။ခါတိုင်းဒါကတော့မနစ်ကရိုက်ထားတဲ့ပုံပေါ့နော်။ဒီနှစ်ကတော့မရိုက်မီဘာကြောင့်ဆိုကျွန်တော်ညပဲမောင်းနေတော့အဲ့ဒီမှာတော်တော်များများကားတွေကိုဒုက္ခပေးတယ်ဗျာရင်ခွဲတောင်တက်ဆိုးတယ်နော်လမ်းက3လမ်းရှိတယ်ဒီတက်ကမတက်နိုင်ကြပါဘူးဗျာကားထဲမှာကြည့်အောင်ရှေ့ကကားမတက်ဘူးရှေ့တက်လည်းမရဘေးတက်လည်းမရနဲ့တရားဒုက္ခရောက်တယ်နော်အခုကတော့လမ်းကြတော့ဒီပုံစံတိုင်းတော့မဟုတ်တော့ဘောနော်ရှေ့လိုက်တာတော်တော်လေးရှေ့အိမ်မှာဒါပေမဲ့အေးရေမြောင်းနေရတော့ကျင်းလာမှာပဲမတက်ပါဘူးဗျာ6ဘိန်းလေးတော်တော်ဒုက္ခပေးတယ်နော်သူကဒီဖုံကလည်းထူတယ်ပေါ့ဖုတ်ထူတယ်ပေါ့ဖုံကလည်းထူတဲ့ခါကျတော့ဗာပြလိုက်ဆိုဒီမှာမြောင်းကြီးလည်းဖြစ်နေတယ်ပြီးတော့ကြံ့ကြီးတွေဂျမ်ပိန်ကြီးကြီးတဲ့ခါကျတော့6ဘိန်းလေးမတက်ပါဘူးဗျာတော်အင်ဂျင်မတိုင်လုံးဝမတက်ဘူးပေါ့နော်ဒီလမ်းကအဲ့ဒါကြောင့်အခုနောက်ပိုင်းကကားတွေကဘယ်လိုလဲဆိုလမ်းဟောင်းကိုအဆင်များတယ်ဗျာတန်သေးလေးကားတို့ပါတော့ပေါ့နော်ဒီနေရာလေးပါဒုက္ခပေးတယ်နော်ကားတွေရင်ခွဲတောင်နဲ့ဆိုးပါတယ်ဗျာဒါလေးကကော့လမ်းတစ်ကဒုက္ခလေးတွေပေါ့ဗျာဒီကားမတက်တော့မှနောက်ကနေကကိုကစိတ်မရှိတော့ဘူးကိုတွေအတွက်ကတော့ဘာမှမဖြစ်ဘူးလေဒီတောင်လောက်ကတော့ဟုတ်တယ်မလားကိုတွေလိုပရိုတွေကတော့အစ်စေးပဲရင်ကိုမခုံဘူးစိတ်မရှိဘူးကြော်ဖို့ချောင်းတယ်အဲ့ဒီကားကိုတပြောတော့တာပြီးတော့ဘေးကပေးဖို့နောက်တော့ဘေးနာကနေကြော်တော့တာပဲမရဘူးလေမတက်နိုင်တော့မလွယ်ပါဘူးကြည်မှလာကြပါလို့ပြောချင်ပါတယ်ဗျာကိုရီကြောက်တာတော့တောင်ပြီးမတက်ရပါနဲ့တောင်ဆင်းမလို့တောင်ပြီးဆင်းရမှာရဲ့အဲ့ဒါပဲကြောက်တယ်ဗျာနောက်တစ်ခုရှိသေးတယ်ဟွာရဲ့ဘာလဲဆိုတော့ဒီမှာတရားနဘူးအထွက်ကပေါ့နော်နဘူးရွာအထွက်ကတရား2စင်းရှိပါတယ်ဗျာဒီမှာကြောက်စရာကြီးနော်တို့ကတော့ယာယီကွင်းလမ်းပေါ့ဥမာကွန်ကရစ်တန်60ကုန်းတရားလုံနေတဲ့ခါကျတော့ကွင်းလမ်းဖောက်ထားပေးတာဒီမှာဒါတရားတစ်ကြီးဒီကွင်းလမ်းဒီတရားနည်းနည်းတော်သေးတယ်ဘေလီယာယီဘေလီပေါ့နော်ဒီတရားအဖြောင့်နည်းနည်းဝင်ရသေးတယ်ဆိုးတာဟိုဘက်ကတရားဆိုးတာအောင်မလေးဒီတရားကဘာမှဖြစ်တယ်ဘူးနည်းနည်းကောင်းသေးတယ်ပေါ့နော်ဟောဒီမှာဒီတရားအောင်မလေးဂွေဝင်ရတဲ့ခါကျတော့ကားတွေကခြေဓာတ်တွေတူလိုက်နားမလဲတော့ဟုတ်တယ်လားတရားတွေဖြတ်ဝင်တော့ဒီမှာငါ6ဖုတ်ပြီးတော့တူနဲ့ထုထားလို့ပဲဟောဒီမှာကြည့်မုံကြီးနဲ့ပြင်ပြားတယ်ပေါ့နော်ဒီတရားကိုတအားကြောက်တယ်ဗျာဒီတရားကိုတကယ်ကြောက်စရာကြီးဗျာဟောတယ်မှာပေါက်နေဟိုဘက်ကညာဘက်ကရှားပေါက်နေအဲ့လိုတွေတရားကူးရတာတရားပဲကြောက်တာပါဒီလမ်းပေါ်မှာကြံတာတွေတော့ကြောက်စရာဘာမှမရှိပါဘူးဗျာမကြောက်တဲ့တရားဆိုလို့တော့ဗာလားမဂျပန်မြန်မာတရားပေါ့နော်ဂျိုင်းတရားခုမှဝိတ်ကြီးနဲ့တက်ဖူးသွားတယ်ဗျာဒီတရားတော့မကြောက်ပါဘူးဗျာကိုတင်တဲ့ဝိတ်ကတန်340ပဲရှိတာဒီကောင်ကအနည်းဆုံးတန်60ဆိုတော့အေးစေးဂိုင်းတရားတော့မိုက်တယ်ဟဲ့ဒါတော့မှတော်သေးတယ်ဟိုးအောက်ကမြင်ရတဲ့ပွန်တွန်းတရားဘောတရားမဖြတ်ခိုင်းလို့ဒီတရားလေးကတော့အခုမှဖြတ်ဖူးသွားတယ်ဗျာမိုက်တယ်တရားတော့မမြင်ရတဲ့ဘောတရားခုချိန်လေးမဖြတ်သေးဘူးဟိုဘက်ကကျိုးတရား